ကဲမင်္ဂလာပါမျိုးတို့ရေဒီကနေ့ကတော့နော်ထိတ်စီကတော့ပုံမှန်လေးပဲမှန်သွားခဲ့တယ်ပေါ့နော်ပုံမှန်လေး694ဆိုကျွန်တော်ပေးတဲ့နေမှာ6ထိတ်ကမှန်သွားခဲ့တယ်10ပရိတ်ကလည်းကျွန်တော်တို့မနက်က38ဆိုတာမှမှန်သွားတယ်နော်ဒီမှာကီးကကျွန်တော်တို့ဖောင်းဖြစ်တယ်တနေ့တစ်မျိုးဖောင်းဖြစ်နေနော်မနေ့ကကျွန်တော် break ဖောင်းဖြစ်တယ်ဒီကနေ့ကီးဖောင်းဖြစ်သွားတယ်ပေါ့နော်ကီးကတော့ဖောင်းဖြစ်ခဲပါတယ်နော်ကီးကတော့ဖောင်းဖြစ်ခဲတယ်နောက်တစ်ခါကျွန်တော်တို့ဒီမှာတစ်ထိတ်ပြောမယ်ဟိုအလဲနှလုံးတူရေဟိုဒါ16တပြားဒီကောင်လည်းဆင်းသွားခဲ့တယ်အလဲနှလုံးတူရေ3814ဆိုဘရိတ်ကလည်း10ဘရိတ်ဆိုပြီးဆင်းသွားခဲ့တယ်ပေါ့နော်အဲဒီမှာကြံနေခဲ့တာကဒီဘရိတ်နဲ့ဒီ1ချိန်တွေကကြံနေခဲ့တယ်အဲ့ဒါတော့သူကမနေ့ကနောက်ဆုံးပဲနော်သူ့ရဲ့ guarantee အရာတော့2ခွန်တပြားနဲ့6149ကီးရဘရိတ်ကတော့ကျွန်တော်မနေ့ကသူတို့ရဲ့ guarantee ပေါ့နော်နောက်ဆုံးဖြစ်တဲ့အတွက်အဲ့ဒါလေးကိုကျွန်တော်သတိထားဖို့တော့လိုပါတယ်ကဲအဲ့တော့ကျွန်တော်20လေးတွေပဲစမယ်ဗျနော်ကျွန်တော်ကဲအဲ့တော့ကျွန်တော်ဘယ်ကစမလဲဆိုတဲ့အခါကျတော့1846ကစမယ်ဗျ1846 3966 3959ဆိုပြီးဒီလိုမျိုးထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့ကဘယ်လိုတွက်မလဲဆိုတဲ့အခါကျတော့ဒီ6ကဲဒီ9ရဲ့ပေါင်း5ပါတဲ့5ရဲ့ပါဝါဒီ3ည5ရဲ့နှစ်ခတ်ဒီ3 5 3ည3ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဗာထွက်သွားလဲဆိုတဲ့အခါကျတော့26တဲ့မအောင်ပါဘူး35တဲ့35မှာတော့ကျွန်တော်တို့3ရော5ရောထိပြီးအခွေအနေနဲ့အောင်ခဲ့ပါတယ်အမျိုးတို့3000ကြာအဲ့တော့35မှာ3ရော5ရောထိပြီးအောင်ခဲ့ပါတယ်နောက်တစ်ပြုံတွက်ပါမယ်ခွန်4ခွန်953 ဆိုဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်2ကဲ1ကဲပေါင်း3ရဲ့ပါဝါဒီ8 3ရဲ့နှစ်ခတ်ဒီ9 385ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့ခွန်8တဲ့နောက်တစ်ခါ4တဲ့ဆိုပြီးတော့အဲ့လိုမျိုးထွက်တဲ့အခါမှာခွန်8မှာကျွန်တော်တို့8တလုံးထိပြီးအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြင်ကိုတွက်ပါမယ်4 2 ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ4ရဲ့ဒီ3ရဲ့ပေါင်းတော့ခွန်ပါတဲ့ခွန်ရဲ့ပါဝါဒီ2ခွန်ရဲ့နှစ်ခတ်ဒီ3ညခွန်2 3ညဆိုတဲ့ကီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့6တဲ့မအောင်ပါဘူး6တဲ့6နှစ်မှာတော့ကျွန်တော်တို့2တလုံးထိပြီးအောင်ခဲ့ပါတယ်အမျိုးတို့ဒီစပင်းတိတ်တော့မထွက်တော့နောက်တစ်ပြင်ကိုတွက်ပါမယ်9နှစ်1ခွန်93ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ3ရဲ့ပေါင်းတော့6ရဲ့ပါဝါ1 6ရဲ့နှစ်ခတ်က9 619ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့ခွန်5တဲ့မအောင်ပါဘူး36မှာတော့6တလုံးထိပြီးကျွန်တော်တို့အောင်ခဲ့ပါတယ်အမျိုးတို့ကဲနောက်တစ်မျိုးတွက်ပါမယ်3ခွန်68 3ခွန်4 3ည5 33ညဆိုပြီးဒီမှာမထွက်ဘူးเนาะအဲ့လိုမျိုးရှိတဲ့အခါကျတော့ကျွန်တော်တို့ဒီ9ကိုပဲမှန်နိုင်ယူပြီးကစားပါမယ်9ရဲ့ပါဝါ3ည9ရဲ့နှစ်ခတ်က3 5 3ည3ဆိုတဲ့ကီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားလဲဆိုတော့4 3ညမှာ3ညသလုံးထိပြီးအောင်ခဲ့ပါတယ်9 3ညမှာလည်း3ညသလုံးထပ်ထိပြီးတော့ညာအောင်မနဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့စပင်းရောင်း
ကဲအဲ့တော့ဒီမှာကာလာလေးပြန်ပြောင်းမယ်နော်အနီလေးမနီကပြနေအနီနဲ့ပဲပြနောက်တစ်ပြောဆက်တွက်ပါမယ်33ညနှစ်1 33ညနှစ်1 6ခွန်9နှစ်6ခွန်9နှစ်9နှစ်4314 4314ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်နှစ်က4ရဲ့ပေါင်းတော့6ရဲ့ပါဝါ1 6ရဲ့နှစ်ခက်က9 619ဆိုတဲ့ကြီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့65တဲ့65မှာ6တလုံးထိပြီးအောင်ခဲ့ပါတယ်16တဲ့16မှာ1ကော6ကောထိပြီးအခွေအနေနဲ့ညာမနဲ့ကောထပ်အောင်မြန်ပါတယ်ဗျကဲနောက်တစ်ပြုံတွက်ပါမယ်8194ရှင်5နှစ်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်4ရဲ့နှစ်ကယ်ပေါင်း6ရဲ့ပါဝါ1 6ရဲ့နှစ်ခက်က9 619ဆိုတဲ့ကြီးသုံးလုံးဒီအပြင်မှာထွက်ရမယ်အဲ့မှာဘာထွက်သွားသလဲဆိုတဲ့အခါကျတော့88တဲ့မအောင်ပါဘူး6နှစ်တဲ့6နှစ်မှာကျွန်တော်6တလုံးထိပြီးအောင်ခဲ့ပါတယ်အမျိုးတို့ကဲနောက်တစ်ပြုံတက်ပါမယ်6953ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်6ကဲ3ရဲ့ပေါင်းတော့9ရဲ့ပါဝါ4 9ရဲ့နှစ်ခက်က6 946ဆိုတဲ့ကြီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားလဲဆိုတဲ့အခါကျတော့65တဲ့65မှာ6တလုံးထိပြီးအောင်ခဲ့ပါတယ်15တဲ့15မှာတော့ကျွန်တော်တို့မအောင်ခဲ့ပါဘူးဗျကဲအဲ့ဒါဆိုရင်ကျွန်တော်တို့ကမနေ့ကအတွက်ကိုကျွန်တော်တွက်ပါမယ်5456 3866ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်4ရဲ့6ကပေါင်းတော့3ပါဝါ5 3ရဲ့နှစ်ခက်ကခွန်3 5ခွန်ဆိုတဲ့ကြီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တကယ်အဲ့တော့ကျွန်တော်တို့ထွက်မထွက်ကိုမနေ့ကအတွက်စောင့်ကြည့်လိုက်ရအောင်ကဲအဲ့တော့ကျွန်တော်တို့ကြီးထိတ်ကလေးနဲ့ပေးပါမယ်ကြီးထိတ်ကတော့အခုချိန်ကြီးမှန်နေရနော်ကြီးထိတ်မှာကျွန်တော်တို့4နှစ်ခွန်ဖြစ်ပါတယ်တဲ့နော်ကြီးထိတ်က4နှစ်ခွန်ခုနကြီးရိုးက35ခွန်ကျွန်တော်တို့ break က4 6 9တဲ့အဲ့မှာ4 6ဒီ main break ပါတဲ့နော်ကဲအဲ့တော့ကျွန်တော်တို့ဒီမှာကတ်ကြည့်လိုက်ရအောင်ကနန်းလေးတွေကတ်ကြည့်မယ်ဆိုရင်4နဲ့3ညနဲ့ပေါင်း4နဲ့40 45ပေါင်းတော့ဖြစ်ကုန်ပြီ45 4ခွန်20နှစ်ခွန်ခွန်3ညခွန်5ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒီမှာကျွန်တော်တို့ကြိုက်ရှင်တဲ့ထဲထိုးမကြိုက်ရှင်တဲ့ပယ်လိုက်4ခွန်တို့ဘာလို့ထွက်ပြီးသားဖြစ်နေပါတယ်နော်အဲ့တော့ကျွန်တော်တို့ဒီမှာ main break နဲ့ပတ်သက်ပြီးတင်ကနန်းလေးတွေရွေးမယ်ဆိုရင်40ရှိပါတယ်ခွန်ရှိပါတယ်နော်ဒါပဲရှိရနော်အရန် break အနေနဲ့တော့2 9တို့2ခွန်တို့4 5တို့ရှိရပေါ့နော်ဒါအရန် break အနေနဲ့ရှိတာဒါကတော့ main break အနေနဲ့ကဒီ2ခွက်ပေါ့နော်ဒါပေမဲ့အပူကတော့ကျွန်တော်မနေ့ကဟိုတိတ်ပြီးတော့မကြိုက်ဘူးပေါ့နော်အဲ့တော့အမျိုးတို့အနေနဲ့လည်းကြိုက်ရှင်ယူပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ပြောကြရတစ်ခုရှိတယ်ပြောကြရတစ်ခုရှိရဲဆိုတာဒါအမျိုးတို့လည်းအများကြီးမှတ်မိကြပါပါဒီလိုမနေ့ပိုင်း3ညဆင်းပြီဆိုရင်1 8 5 3ညခွန်ဟုတ်တယ်နော်အဲ့ဒီ1 8 5 3ညခွန်ဆိုတဲ့အခွေက3ရက်တွင်ထွက်နိုင်ပါတယ်เนาะအဲ့ဒီအခွေလေးကိုလည်းသတိထားပါเนาะအဲ့တော့ကျွန်တော်တို့အဲ့ဒီအခွေနဲ့ပတ်သက်တာပြောမယ်ဆိုရင်တော့ဒီမှာ2 5တို့3ညခွန်တို့ခွန်5တို့3ညခွန်3ညတို့2 5တို့20တို့ကသွားပြီးတော့ကိုက်ညီတယ်ပေါ့เนาะအဲ့ဒါလေးတွေကိုက်ညီပါတယ်เนาะဒီကနေ့ကျွန်တော်ရဲ့သူ့ရဲ့ဖြစ်စဉ်အရာကျွန်တော်တို့အကြိုက်ပြောမယ်ဆိုရင်တော့40တပေါက်တည်းဖြစ်ပါတယ်เนาะ40တပေါက်တည်းခွန်ကတော့ကျွန်တော်မကြိုက်ဘူးပေါ့เนาะ
40တပေါက်ထဲကကျွန်တော်တို့တင်ကနန်းဖြစ်ပါတယ်ကျန်တာလေးတွေတော့ရန်ထိုးစီခြင်းနဲ့ဗျာဘာလို့လဲဆိုတော့18539ခွန်ဆိုတဲ့အခွေရလည်းရှိထားတဲ့အတွက်နော်အဲ့ဒါလေးတွေကျွန်တော်တို့နည်းနည်းတော့ကြံပြီးကျန်တာလေးတွေတော့ရန်ထိုးတင်တယ်နော်ဒါတော့ကျွန်တော်ဒီကနေ့တွေ့ရှိမှုကိုကျွန်တော်ပြောရင်းပဲဖြစ်ပါတယ်နောက်တစ်ခုဘာဖြစ်လို့ရန်ထိုးတင်တယ်လို့ကျွန်တော်ထပ်ပြောမလဲဆိုရင်ဒီနှစ်ခွန်ဆွဲတပြားကမနေ့ကနှစ်ခွန်ဆွဲတပြားမထွက်သေးဘူးเนาะနှစ်ခွန်ဆွဲတပြားလည်းထွက်နိုင်နေဖြစ်တဲ့အတွက်ဒီကနန်းတွေကလည်းအောင်သွားနိုင်တယ်ဗျเนาะအားကြောင့်ဒီကနန်းလေးကျွန်တော်မပယ်စီခြင်းဘူးเนาะပယ်ခဲ့ရင်တော့မှကျွန်တော်တို့ဟိုဒါအရန်အနေနဲ့တော့ထည့်ထိုးတင်ပါတယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဗျเนาะကဲဒီကနေ့တော့ကျွန်တော်ရဲ့တင်ဆက်မှုလေးကဒီလောက်ပဲဖြစ်ပါတယ်အားလုံးနောက်ဆုံးပိတ်အိတ်နဲ့လွယ်အားလုံးအောင်မြင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ